တောင်ကလာပါမြို့နယ်ကိုယ်စားလှယ်အမှတ်1ဦးအောင်ကျော်မူမေးမြန်းမှုဖြစ်ပါတယ်လေးစားပါတော့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့ဒုတိယဥက္ကဋ္ဌလွတ်တော်ကိုယ်စားလှယ်များအစိုးရဖွဲ့ဝင်ကြီးများဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းဥစွာဆုတောင်းမြတ်တာပို့တာအပ်ပါတယ်လေးစားပါတော့လွတ်တော်ဥက္ကဋ္ဌကြီးများကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီးတောင်လာပမြို့နယ်လွတ်တော်ကိုယ်စားလှယ်အမှတ်1တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မိုးဖြစ်ပါတယ်လေးစားပါတော့ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ရဲ့ကျေပွန်းပြမေးခွန်းအားဥစွာအချင်းချုပ်တင်ပြခွင့်ပြုပါခင်ဗျာကျွန်တော်တောင်လာပမြို့နယ်ကရပ်ကွက်73ရပ်ကွက်ဖြစ်တိစောက်ထားပြီးစက်မှုစုံများတည်ရှိပြီးစီးပွားရေးလုပ်ငန်းများပညာရေးလုပ်ငန်းများရပ်တည်နေသလို၎င်းလုပ်ငန်းများကိုအချိန်နဲ့တပြေးညီဆောင်ရွက်နိုင်ရန်အတွက်စီးပွားရေးလူမှုရေးတွေကိုအထောက်အကူပြုတဲ့ Wi-Fi service တွေကိုအသုံးပြုဆောင်ရွက်နေရတဲ့မျိုးနယ်လေးဖြစ်ပါတယ်။ယနေ့ကာလမှာနိုင်ငံတော်မှာလည်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုဆက်သွယ်ရေးဥပဒေနဲ့အညီလုပ်ကိုင်ဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါတယ်။သို့သောလုပ်ကိုင်ခွင့်ရလိုင်စင်ရပုဂ္ဂိုလ်များ Wi-Fi သုံးစွဲသူများပြားသည့်အလျောက်မိမိသက်စင်တဲ့လုပ်ငန်းနဲ့ဆက်လင်းပြီးပြန်လည်စစ်ဆေးခြင်းပြန်လည်ချက်မှတ်ခြင်းအားနည်းလာသည်ကိုတွေ့ရပါတယ်။လေးစားအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ PowerPoint ဖြင့်ဆက်လက်တင်ပြခွင့်ပြုပါခင်ဗျာ။ Next ယခုခါမှာတောင်ကလာပါမြို့နယ်အတွင်း Wi-Fi တိုင်များချိုးပဲနေခြင်း Wi-Fi ကျိုးများရှုပ်ထွေးနေခြင်းလမ်းသွားလမ်းလာများထိခိုက်လာနိုင်ခြင်းများဖြစ်ပေါ်လာနိုင်သည်ကိုတွေ့ရှိရပါတယ်။ Next ဒါကြောင့်လုပ်ပိုင်ခွင့်လိုင်စင်ရရှိသောသူများမှာအဆိုပါလုပ်ငန်းများနဲ့ပတ်သက်ပြီးဆက်သွယ်ရေးဥပဒေအခန်း73ပုံမှန်43 46 49ရအားနည်းနေမှုများတွေ့ရှိနေရပါတယ်။ Next ဒါကတော့ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်မှာပြင်ဆင်ထားပြီးသောဆက်သွယ်ဥပဒေဖြစ်ပါတယ်။ Next ဥက္ကဋ္ဌကြီးခင်ဗျာအခန်း73မှာပါတဲ့ပုံမှန်43ဒီအဖော်ပြပါအတိုင်းဖြစ်ပါတယ်။ Next ပုံမှန်46ဖြစ်ပါတယ်။ Next ပုံမှန်49ဖြစ်ပါတယ်။လေးစားအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးများဒါကြောင့်ကျွန်တော်အနေနဲ့အောက်ဖော်ပြပါကျေပွန်းပြမေးခွန်းများကိုမေးမြန်းအပ်ပါတယ်။ကာကြီးအစိုးပါအားနည်းနေမှုများကိုသက်ဆိုင်ရာဌာနမှဥပဒေနဲ့အညီဆောင်ရွက်ပေးနိုင်ရန်စီစဉ်ရှိမရှိရှိပါကလည်းမြည်သည့်အခြေတွင်ဆောင်ရွက်ပေးမည်မရှိပါကလည်းမြည်သည့်အတွက်ကြောင့်မဆောင်ရွက်ပေးနိုင်သည်ကိုလွှတ်တော်ဥက္ကဋ္ဌကြီးများတစ်စစ်လေးစားစွာမေးမြန်းအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာသက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကဖြေကြားပေးဖို့ဖြစ်ပါတယ်ဒေသပါသောလွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌလွှတ်တော်ကိုယ်စားလှယ်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လျှက်စစ်စွမ်းရည်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးတော်ဖြစ်ပါတယ်။ PowerPoint အသုံးပြုခွင့်ပြုပါခင်ဗျာဒေသပါသောလွှတ်တော်ဥက္ကဋ္ဌခင်ဗျာကျွန်တော်အနေနဲ့တောင်ကလာပမြို့နယ်မဲဆန္ဒနယ်မှာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မိုးကြီးတောင်ကလာပမြို့နယ်အတွင်း Wi-Fi တိုင်များကျိုးပဲ့နေခြင်း Wi-Fi ကျိုးများသည်ရှုပ်ထွေးနေခြင်းလမ်းသွားလမ်းလာများထိခိုက်လာခြင်းများဖြစ်ပေါ်လာသည်ကိုတွေ့ရှိရသည့်အတွက်လုပ်ပိုင်ခွင့်လိုင်စင်ရရှိသောကုမ္ပဏီများမှအဆိုပါလုပ်ငန်းနှင့်ပတ်သက်သည့်ဆက်သွယ်ရေးဥပဒေအခန်း73ပိုက်43 46 49ရအားနည်းမှုများတွေ့ရှိနေရပါကြောင်းအဆိုပါအားနည်းနေမှုများကိုဥပဒေနှင့်အညီဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိပါကလည်းမြည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်မဆောင်ရွက်ပေးနိုင်ပါကလည်းမြည်သည့်အတွက်ကြောင့်မဆောင်ရွက်ပေးနိုင်သည်ကိုသိရှိလိုကြောင်းကျေပွင့်ပြမေးခွန်းကိုရှင်းလင်းဖြေကြားသွားမှာပဲဖြစ်ပါတယ်။ဒေသပါသောလွှတ်တော်ဥက္ကဋ္ဌခင်ဗျာဆက်သွယ်ရေးကဏ္ဍတွင် digital ခေတ်သို့အသွင်ကူးပြောင်းလာပြီးဖြစ်၍ဤသူလူထုအနေဖြင့်ခေတ်နှင့်အညီရင်မောင်တန်းနိုင်ရေး digital စနစ်အားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း
Digital ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Digital အသွင်ကူးပြောင်းရေးဆောင်ရွက်ရာတွင်အခြေခံအဆောက်အအုံများဖြစ်သည့် Mobile Internet များ Fiber Internet များအသုံးပြုရရှိစေရန်အတွက်တွန်းအားပေးအကောင့်ထည့်ပေါ်ဆောင်ရွက်လျက်ရှိပါကြောင်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဝန်ကြီးဌာနအနေဖြင့်တွန်းအားပေးဆောင်ရွက်မှုများရှိပြီးဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း Fiber Cable များစနစ်တကျသွယ်တန်းဆောင်ရွက်နိုင်ရေးလိုအပ်သည့်ဥပဒေနည်းဥပဒေနှင့်ညွှန်ကြားချက်များထုတ်ပြန်ခြင်းကြီးကြပ်ခြင်းများပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်ထို့သောတွန်းအားပေးဆောင်ရွက်လာမှုနှင့်အတူတစ်ဖက်တွင်လည်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်မှုတဖြည်းဖြည်းတိုးတက်များပြားလာခြင်းကြောင့်အချို့သောမြို့ကြီးများတွင် Fiber Cable ရှုပ်ထွေးမှုများဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်းဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များပေါ်လိုက်နာဆောင်ရွက်သည့်ကုမ္ပဏီများရှိပြီးလိုက်နာဆောင်ရွက်မှုအားနည်းသည့်ကုမ္ပဏီများလည်းရှိခြင်းတို့ကြောင့်အဓိကမြို့ကြီးများတွင်ဆက်သွယ်ရေးကျိုးနှင့်အင်တာနက်ကျိုးများရှုပ်ထွေးမှုများဖြစ်ပေါ်လျက်ရှိပါသည်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီလိုင်စင်ရကုမ္ပဏီများမှ Fiber Cable ကွန်ရက်များတည်ဆောက်ရာတွင်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ဦးစွာတင်ပြစေ၍၎င်းဆက်သွယ်ရေးဥပဒေပုံမှန်41တွင်သက်ဆိုင်ရာမြေနှင့်အဆောက်အအုံပိုင်ရှင်သို့မဟုတ်ရင်းမြေနှင့်အဆောက်အအုံ Right of Way ROW ကိုစီမံခန့်ခွဲပိုင်ခွင့်ရှိသူနှင့်ညှိနှိုင်း၍ဟု၎င်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများအပိုင်29တို့တွင်အများပြည်သူအသုံးပြုသည့်လမ်းနှင့်မြေများကိုအမှန်တကယ်အသုံးပြုရန်လိုအပ်လာပါကအဆိုပါလမ်းနှင့်မြေများကိုစီမံခန့်ခွဲပိုင်ခွင့်ရှိသူ၏သဘောတူညီချက်ဖြင့်သာဝင်ရောက်ရမည်ဖြစ်ပြီးတည်ဆဲဥပဒေတရရဲ့အရာလိုအပ်သောမြည်သည့်ခွင့်ပြုချက်ကိုမဆိုရယူရမည်ဟု၎င်းပြဋ္ဌာန်းထားပါသဖြင့်သက်ဆိုင်ရာဆက်သွယ်ရေးအခြေခံအဆောက်အအုံပိုင်ရှင်ဖြစ်ပြီးဥပမာဆက်သွယ်ရေးတိုင်ပိုင်ရှင်များ၏ခွင့်ပြုချက်များရရှိပြီးမှသာလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ပြီးအဆိုပါဆက်သွယ်ရေးတိုင်ပိုင်ရှင်များအနေဖြင့်လည်းမိမိတို့၏ဆက်သွယ်ရေးတိုင်ပေါ်တွင်တရားဝင်ခွင့်ပြုချက်ဖြင့် Wi-Fi ကြိုးများတွေ့တန်းထားခြင်းရှိမရှိနှင့်မိမိတို့၏ဆက်သွယ်ရေးတိုင်ကြန့်ခိုင်မှုအခြေအနေများကိုလည်းအမြဲစစ်ဆေးကြက်မှတ်ဆောင်ရွက်ရန်လိုအပ်ပါသည်။ဒေသပါသောလွှတ်တော်ဥက္ကဋ္ဌခင်များတောင်ကလာပမြို့နယ်တွင်သာမကအခြားမြို့နယ်များရှိဆက်သွယ်ရေးတိုင်များပေါ်တွင်ရှုပ်ထွေးကြိုးများရှင်းလင်းဆောင်ရွက်ရာတွင်အိုးတိုင်ပိုင်ရှင်များဖြစ်သည့်မြမဆက်သွယ်ရေးလုပ်ငန်း MPT ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီနှင့် BOD စာချုပ်ချုပ်ဆိုထားသည့်ကုမ္ပဏီများနှင့်ရန်ကုန်တိုင်းဒေသကြီးဆွေးရဖွဲ့နှင့် BOD စာချုပ်ချုပ်ဆိုထားပြီးမြို့နယ်လိုက် Let's Mine ပိုစိုက်ထုခွင့်တင်တာအောင်မြင်ထားသည့်ကုမ္ပဏီ6ခု YESC နှင့်စာချုပ်ချုပ်ဆိုထားသည့်ကုမ္ပဏီ9ခုတို့မှဦးဆောင်၍၎င်းတို့၏တိုင်များပေါ်ရှိတရားမဝင်သွယ်တန်းထားသောကေဘယ်များနှင့်အသုံးမပြုတော့သည့်တက်မဲ့ကျိုးများဖယ်ရှားခြင်းရောကြနေတဲ့ကေဘယ်ကျိုးများညှိတင်ခြင်းတိုင်ပြုပြင်ခြင်းနှင့်အစားထိုးလဲလှယ်ခြင်းတရားမဝင်တက်ဆင်ထားသော FAD box များဖယ်ရှားခြင်းအသုံးမပြုတော့သည့် Let's Mine drop wire များရှင်းလင်းဖြုတ်သိမ်းခြင်းစသည့်လုပ်ငန်းများသက်ဆိုင်ရာ Internet Service Provider ISP ကုမ္ပဏီများ YESC နှင့်အခြားသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ရှုပ်ထွေးကြိုးများရှင်းလင်းဆောင်ရွက်လျက်ရှိပါသည်။ရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်များမှာရှုပ်ထွေးနေသောဆက်သွယ်ရေးကြိုးများစနစ်တကျရှိသည့်အတွက်ခရိုင်မြို့နယ်အဆင့်ဖယ်ရှားရှင်းလင်းအဖွဲ့များရန်ကုန်တိုင်းဒေသကြီးစိုးရအဖွဲ့မှ16ရက်6လ2026ရက်နေ့တွင်ဖက်မှန်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးလုပ်ငန်းတာဝန်များတတ်မှတ်၍မြို့တော်တွင်ရှုပ်ထွေးပြီးအမြင်မတင့်တယ်သည့်ဆက်သွယ်ရေးကြိုးများအပတ်စဉ်ရှင်းလင်းဆောင်ရွက်လျက်ရှိပြီးလုပ်ငန်းတိုးတက်မှုအခြေအနေအားလစဉ်စီရင်ခံစာတင်ပြစီပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ဆက်သွယ်ရေးဥပဒေနည်းဥပဒေများညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ခြင်းမရှိသည့်ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများ Digital ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်ဆက်သွယ်ရေးဥပဒေအခန်းပုံမှန်59ပါစီမံခန့်ခွဲနည်းလမ်းရသတိပေးခြင်းလိုင်စင်ကိုကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းလိုင်စင်ကိုပယ်ဖျက်ခြင်းတို့ဖြင့်၎င်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေအပိုက်41ကအရသတိပေးခြင်းဖောက်ဖျက်မှုအတွက်ပြန်လည်ပြင်ဆင်ရန်နှင့်နောက်ဖြစ်လာနိုင်သည့်ဖောက်ဖျက်မှုကိုတားဆီးရန်ညွှန်ကြားချက်ထုတ်ပြန်ခြင်းသက်ဆိုင်ရာဝင်ငွေ၏900ခန့်အထိဒဏ်ငွေပေးဆောင်ရန်သတ်မှတ်ခြင်းလိုင်စင်ကိုကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းသို့မဟုတ်ပယ်ဖျက်ခြင်းအစရှိသည့်အရေးယူမှုများအားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလွှတ်တော်ဥက္ကဋ္ဌကပြန်လည်ဖြေကြားပါသည်ကျေးဇူးတင်ပါတယ်ဒီမိကုန်းကလည်းပဲကျွန်တော်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာလည်းပဲလွှတ်တော်ကိုယ်စားလှယ်များပြည်သူ့တန်ဟိုတင်ဟပ်ပြီးတော့မကြာခဏမေးမြန်းနေတဲ့မိကုန်းပဲဖြစ်ပါတယ်မကြာခဏလည်းပဲသက်ဆိုင်ရာဝန်ကြီးဌာနဖြေကြားနေရတာဖြစ်ပါတယ်ဒီ Fiber Cable ရှုပ်ထွေးမှုတွေအားထုတ်ပြန်ထားတဲ့ဒီညွှန်ကြားချက်တွေကိုလိုက်နာဆောင်တဲ့ကုမ္ပဏီတွေနဲ့
လိုင်းနာဆောင်မှုအားနည်းတဲ့ကုမ္ပဏီတွေလည်းရှိတယ်လို့သက်ဆိုင်ရာဝန်ကြီးကတင်ပြသွားတာရှိပါတယ်။တောင်လာပါမြို့နယ်သားမကဘဲနဲ့အခြားမြို့နယ်အသီးသီးမှာလည်းပဲဒါယခုကဲ့သို့ဖြစ်ရတဲ့ဖြစ်စဉ်ဖြစ်ရများဖြစ်ပေါ်နေတယ်လို့ဒါလည်းပဲတင်ပြသွားတာဖြစ်ပါတယ်။အလားတူလုပ်ငန်းတိုးတက်မှုအခြေအနေကိုလည်းပဲဒါကြီးကြပ်ဆောင်ရွက်ပြီးလာစဉ်အစဉ်ခံစာတင်ပြစီတာလည်းတွေ့ရပါတယ်။သက်သွေးဥပဒေပုံမှန်59မှာပါတဲ့စီမံခန့်ခွဲနီလန်းနောက်နည်းဥပဒေ41ကာကြီးတို့ကိုလည်းပဲသတိပေးခြင်းစီမံခန့်ခွဲရေးအရသတိပေးခြင်းကာလကန့်သတ်ဖြင့်ရဆိုင်ခြင်းတို့ကိုလည်းပဲဆောင်ရွက်သွားမည်လို့တင်ပြသွားတာတွေ့ရတဲ့အတွက်ယခုမိကုန်းတွေကတော့မကြာခဏပြည်သူကိုယ်စားမင်းများတဲ့မိကုန်းတွေဖြစ်တဲ့အတွက်မြည်သည့်ကုမ္ပဏီကိုမြည်သူအရေးယူတယ်မြည်သူဆောင်ရွက်ခဲ့တယ်ဆိုတာကိုအများပြည်သူကိုအသိပေးသင့်ပါကြောင်းဒါလေးကိုတိုက်တွန်းပြောကြားလိုပါတယ်